လက်ရဘက်ဆိုဒီဘက်ဒီစာကိုဟိုကရွာကိုသွားပေးခိုင်းလိုက်လို့ဗျာအာကျုပ်မသွားတတ်လို့ ဘာစားလဲကွာ ဘလို့သိမှာလဲဗျာကျုပ်ကစာမဖတ်တတ်တာဟုတ်အတော်ပဲဖတ်ကြည့်ပေးစမ်းပါဗျာအရေးကြီးတဲ့စာဖြစ်နေမှာဆိုလုံစမ်းပါဝလုံးဘလောက်နှုံတလဲဆိုတာရွာရောက်နေတဲ့ဆီယာမာလေးကိုလက်တွေ့ပြချင်၍ခိုင်းလိုက်ခြင်းဖြစ်သည်ညီတိရွာသားမှမကူညီရကူညီတိသူတန်ငွေ1000ဟာဒါအရေးကြီးတဲ့စာပဲကွာဟိုရွာလူကြီးကလေသူ့ဘယ်မှာဝဲပေါက်နေလို့တဲ့အဲ့ဒါဟိုဘက်ရွာလူကြီးစီကနေဝဲပြောက်စီမျိုးကိုတွားယူခိုင်းတာဟာအရေးကြီးတယ် ဟာဒါဆိုဒါအရေးကြီးတယ်အထီးသားဟိုဘက်ပုံမှာမပို့ရင်ရွာလူကြီးကျုပ်ကိုစုလိုက်မယ်ဗျ အေးဘောကွာ ခက်တာလေကိုယ့်ရောကျုပ်ကတစ်ခါမှမရောက်ဘူးဗျရွာလူကြီးကတော့ပြောလိုက်တယ်အမကြီးကြီးကမှတဲ့ဆက်သွားပြီးကြရင်ထမ်းမေဆဲပင်အဲ့ဒီရောက်ရင်လက်ရဘက်ကိုလိုက်တဲ့အဲ့တဲ့ဆက်သွားလို့ရှိမှဘိုးရွာရောက်လိမ့်မယ်ကျုပ်ကထမ်းမေဆဲပင်မှမရီတတ်တာဗျာ ။အော်အေးဘော။မင်းကတိတ်ကနေ30အထိမှတေချာမကြီးတတ်တာ။ငါကူညီပေးမယ်။အော်ဒါတခုတော့ရှိရနော်။ငါကူညီတယ်ဆိုတာကိုရွာလူကြီးမသိစေနဲ့ ဟာမသိစရာမပြောဘူးစိတ်ချ ။မြို့ကဘယ်လိုကူညီကောင်းမလဲ။အာခဏလေး။ခိုင်နာအဲ့မှာထမ်းမေတပင်တွေ့တာနဲ့တစ်ခုချိုးနောက်တစ်ပင်တွေ့ရင်နောက်တစ်ခါတက်ချိုးမင်းလက်ထက်ကချောင်းတွေကုန်ရင်ထမ်းမေ7ပင်ပြည့်ပြီ အိုးထမ်းမေတပင်တွေ့ရင်ဒီလိုတစ်ခါချိုး အော်ဟာအခုမချိုးတယ်ဟုတ်လေကွာအခုချိုးတော့တစ်ခုရောက်သွားမှာပေါ့ဩဒုက္ခပါတော့ကွာရော့ဒါပြန်ခိုင်းရထမ်းမေကိုစတွေ့တော့မှစချိုးဟုတ်ပြီလား အသိပြီပါကြီးပြီပါကျန်နေဟိုလက်ရဘက်ကရော လက်ရပဲအိုးဟုတ်သားပဲဘာကြိုင်နော်ဒါကြိုင်တဲ့ဘက်ကလက်ရဘက်ပြီးတာနဲ့အဲ့ဘက်ကိုချိုးသွားတက်သွားတာနဲ့ဟိုဘက်ရွာရောက်ပြီ ဟောဒါလက်ရဒါထမ်းမေချိုး ဟုတ်ထားချိုး ချိုး သိပြီ ဟာဘာလဲတာရပြောက်သွားပြီလောက်ပါဦးတာရပြောက်သွားပြီ အော်မင်းရဲ့ထဲမှာလေးစာရောဂါတော့မှာပါကွာ ဟော ပေါ့ကိုထည့်ပြီ ဟုတ်တာပဲမေ့သွားလို့အစီအမရောပြီဗျာကျေးဇူးပါပဲရွာလူကြီးအိမ်ကိုလေမြို့ကဆီယမချောချောလေးရောက်နေတာကျုပ်ကဒီကိစ္စလေးမှမကူညီနိုင်ဆိုရင်ဆီယမလေးကကျုပ်ကိုအထင်သေးသွားမှာဗျာ ဟာမျိုးကြတော့အထင်သေးခံမှာကြောက်သားဟာကဲသွား ဝမ်းသာပါလေဗျာကျေးဇူးတင်လိုက်တာလို့ ကျေးဇူးပါလို့ပါလက်ရဘက်ဆိုဒီဘက်